ပါမယ်ဒါမှပဲသူစင်းခဲ့တဲ့နေရာကိုသိရမှာအေးညီဘကအဲ့လိုလှုပ်ထားလိုက်ကျုပ်သူနဲ့တူပါသွားတဲ့မြာကြီးကိုမေးကြည့်တော့သူလည်းကားဆရာကိုတေချာမှားခဲ့တယ်လို့ပြောတာပဲဘလို့ဖြစ်သွားရတော့မသိပါဘူးကျုပ်လည်းသူသွားတက်လာတတ်အောင်ဆိုပြီးနေချင်းရောက်တဲ့နေရာပဲဆိုပြီးလှုပ်လိုက်မိတာမှားပါတယ်တော့အရန်လဲစိတ်မူမနဲ့မာကြီးရဲ့ရွာချင်းချင်းလေးဆိုတော့ပြန်ရှာတွေ့မှာပါနောက်နေ့မနေ့ရောက်တော့တော်ဘောလေးဖုံဖုံလုံးနဲ့အတူရွာထဲကိုဆုံးခံလိုက်တော့တယ်တော်ဘောတယောက်ကတော့ရှေ့ကနေကြေးစီထူပြီးတော့သွားနေခဲ့တာပါစွန်းတော်ပြို့အဲ့ဒီရှိမှာတော့တော်ဘောရဲ့တော်ကစွန်းလောင်မှုအတွက်ရက်ဆောင်နေခဲ့တော့တယ်ဟမ်ဒီရှိရကလေးကကျုပ်တူလေးနဲ့တူလိုက်တာအဲ့လိုပြောပြီးတော့တေချာကြည့်နေခဲ့တယ်တော်ဘောလေးစွန်းလောင်မှုရက်နေရဲ့အတော်ပြည့်သူကိုကြည့်မိတာကတတိယသွားခဲ့တယ်ဟာဒေါ်လေးဟေးတော်ဘောဟုတ်ပါရဲ့နော်ဒါနဲ့တော်ဘောကအတော်ပြည့်သူကိုဖက်လိုက်တယ်ဟုတ်တယ်ဒေါ်ရဲ့တာတော်ဘောရဲ့ပြန်ရှာတွေ့လို့တာပေါ့ဒေါ်လေးနဲ့မေးစိတ်တည်ပူပြီးတော့တညလုံးအိတ်မရအောင်ဒီလိုနဲ့ဘုံဘုံကသူ့နာကိုရောက်လာခဲ့တယ်တကားလေးရဲ့တော့ပြန်ရှာတွေ့ပြီနဲ့တူတယ်တင်မဘုံဘုံဗျာတပည့်တော်မရဲ့တူလေးကိုကြည့်ရှုစောင့်ရှောက်ထားပြရလားယင်မဟုတ်ဘူးကွတကားကြီးမောင်မင်းကခေါ်လာပြီးလို့ဘုံဘုံတို့เจ้าမှာရှိနေကြတာဘုံဘုံတို့လည်းဒီတကားလေးရဲ့အတော်ပြည့်သူကိုဒီနေ့ပဲကူရှာပေးတော့မလို့ကွတင်မဘုံဘုံဗျာဟိုဒေါ်လေးတာဆုံးခံမှုလိုက်သွားလိုက်အောင်မေဗျအေးကွဒေါ်လေးနေရာလေးတည်ပြီဆိုတော့လာခေါ်လိုက်ပါမယ်ဟုတ်ဒေါ်လေးဒီလိုနဲ့တုပ်ပေါ်လေးစွန်းတော်ပြိုးလို့ဆော်ပြီးတော့ပြန်ထွက်သွားခဲ့တော့တယ်နေ့လည်ပဲရောက်တော့ဒေါ်နဲ့ရီလေးတုပ်ပေါ်ကိုဘုန်းကြီးကျောင်းကနေခေါ်ပြီးတော့အိမ်ပြန်ရောက်လာခဲ့တာပါကဲဒါဒေါ်လေးအိမ်မေဟိုဒေါ်လေးတားအောင်မီတို့စိတ်ဆိုးနေကြသေးလားယင်စိတ်မဆိုးပါဘူးစိတ်ပူတာပေါ့တာရဲ့ကျုံနဲ့ညီးမေလေးဒင်းကိုဘယ်လိုရှာမလဲဆိုပြီးခေါင်းကြီးနေကြတာတော်သေးတာပေါ့ပြန်တွေ့ပြီလို့ဟိုဒါလည်းအရေးကြီးတဲ့ຢာတွေကိုတေချာမထိန်နှိမ့်ထားမိလို့ခုလိုဖြစ်သွားခဲ့တာဗျနောက်တော့သားသတိထားပါမယ်အေးကွယ်သွားသတိလာသတိစားသတိဘယ်သွားသားသတိလေးရှိနေမှာတော်ကကြမှာတုပ်ပေါ်လေးရဲ့ဟုတ်ကဲ့ပါဒေါ်လေးရဲ့တားနောက်ဆိုရင်စင်ကြမမယ်အဲ့ဒီအချိန်မှာပဲတုပ်ပေါ်စီးလာတဲ့ကားရဲ့စပယ်ယာကောင်ကြီးကတုပ်ပွဲကိုယူပြီးတော့ရောက်လာခဲ့တယ်။ဟိုဒီအိမ်ကဒေါ်နဲ့ရီတို့အိမ်လားမသိဘူးနော်။ကျွန်တော်ဒီအိမ်ကိုလာပေးတာဗျ။ဟာတားရီပဲ။ဟာကောင်းလိမင်းအဆင်ပြေရလား။ပြေပါတယ်ကိုကြီးရဲ့။အေးကွာမင်းအိမ်ကြံခဲ့တာကိုမင်းဆင်းသွားပြီးတော်တော်ကြာမှခီးတဲ့တောင်ပြောလို့သိတာကွ။ကျုပ်တို့လည်းပြန်လဲလာဖို့အဆင်မပြေရနဲ့နောက်မှစုံစမ်းပြီးပေးမယ်ဆိုပြီးထားလိုက်တာ။ကံကောင်းကျင်တော့ဒေါ်နဲ့ရီကဖုန်းဆက်လာလို့အဆင်ပြေသွားတယ်။ဒေါ်လေးဖုန်းဆက်လိုက်တာလားဟုတ်တယ်တုပ်ဘောရဲ့အကြီးလဲဘယ်ဘယ်လိုစုံစမ်းရမယ်မသိရနဲ့တုပ်ဘောစီးလာတဲ့ကောင်အရင်စုံစမ်းကြည့်နေတုပ်ဘောကြီးကြံငင်မယ်သိတာကွဟိုကျုပ်လဲရွာလေးထိတ်နဲ့ရွာကြီးထိတ်ဆိုပြီးမှတ်တိုင်တစ်ခုရှိတာကိုတေချာမမင်းမိပဲနဲ့ရွာလေးထိတ်မှာချပေးခဲ့မိလို့ဒီကငှက်ညီကိုတောင်းပန်ပါလေကွာရပါတယ်ကိုကြီးရဲ့ခုလိုပြရတာတားမကြောင်ပါဒီလိုနဲ့နှစ်ဦးနှစ်ဖက်ပြေးလဲသွားခဲ့ပြီးတော့ကားဆွေရလေးပြန်သွားခဲ့တော့တယ်ဟိုဒေါ်လေးတားကိုကူညီပေးခဲ့တဲ့ရေခဲမှုတဲ့ဦးလေးကြီးကိုကျေးဇူးတင်ကြောင်းပြောချင်နေရဲ့ဗျပြီးတော့သူ့ကိုတားငွေ2000လေးပေးရအောင်ပါငါတို့ပြောတာနောက်ကျနေပြီဒေါ်လေးကလေအဲ့ဒီဦးလေးကြီးနဲ့လည်းချိန်ပြီးသွားပြီကွဒီညက်နေပဲသွားကြတာပေါ့ဗျာဟုတ်လားဟုတ်ပါရဲ့ရှင်ခုတော့တမင်းစားဖို့အိမ်ထဲဝင်ကြစို့ဟုတ်ကဲ့ဒေါ်လေးဒီလိုနဲ့သူတို့တူကြီးနှစ်ယောက်လည်းအိမ်ထဲကိုဝင်သွားခဲ့ကြရင်လည်းဇလန်းလေးလည်းပြီးဆုံးသွားခဲ့တော့တယ်